ကူဟောင်းကြီးအတွင်းမှာဖုံမုံနေတဲ့မြူခိုးတွေတပြေးပြေးလွင့်စင်သွားတဲ့အခါမောင်ဟင်းဟာသူ့ရဲ့အစွမ်းအသစ်ကြောင့်ခန္ဓာကိုယ်ထဲမှာလျှက်စစ်စီးနေတယ်လို့ခံစားနေရစေပါမင်းသမီးနော်ကလျာဒေဝီရဲ့လက်ကိုဆွဲထူလိုက်တဲ့အခါသူမရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေအစားယုံကြည်မှုတွေအပြည့်နဲ့လင်းလက်နေတာကိုတွေ့လိုက်ရပါတယ်ဘယင်ကြီးကတော့မောဟိုက်စွာနဲ့ပဲသူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးနေပါတယ်ဒါပေမဲ့ဒီအပြုံးဟာခဏတာပါပဲအမောင်ထုအရှင်သခင်ရဲ့ကိုယ်ပွားပျောက်ကွယ်သွားတဲ့နေရာကနေကြံရစ်ခဲ့တဲ့အမေးရောင်အခိုးအငွေတွေကမြေပြင်ပေါ်မှာစာသားတစ်ခုအဖြစ်ပုံဖော်လာပါတယ်မီးတောင်နှက်မှာမင်းတို့ကငါစောင့်နေမယ်မောင်ဟင်းဟာအချိန်ဆွဲလို့မရတော့ဘူးဆိုတာသိလိုက်ပါတယ်ဘယင်ကြီးကိုဘေးကင်းတဲ့နန်းတော်စီပြန်ပို့ဖို့ဝေဟင်မြို့တော်ကစစ်တီတော်တွေကိုတာဝန်ပေးလိုက်ပြီးသူနဲ့မင်းသမီးလေးကတော့တောင်ဘက်ဆိုးမှာရှိတဲ့အပူပိုင်းဒေသစီကိုဦးတည်ဖွက်ခွာလာကြပါတယ်သူတို့စီးနှင်းလာတဲ့ဝိညာဉ်တရိษံကြီးဟာတိမ်တိုက်တွေကိုဖျက်ကျော်ပြန်တန်းနေပြီးမြဲအောက်ကမြင်ကွင်းကတော့တဖြည်းဖြည်းနဲ့ခြောက်သွေလာပါတယ်စိန်လန်းတဲ့တောတောင်တွေပျောက်ကွယ်သွားပြီးအစားထိုးဝင်ရောက်လာတာကတော့မီးခိုးတွေဦးနေတဲ့မီးပြင်းတွေနဲ့နီးရဲနေတဲ့ကြောက်ဆောင်ကြီးတွေပါပဲဟိုမှာကြည့်မောင်ဟင်းလို့မင်းသမီးလေးကလက်ညှိုးထိုးပြလိုက်တဲ့နေရာမှာတော့ကောင်းကင်ယံကိုထိုးဖောက်မတက်မြင့်မားနေတဲ့အေယာမမီးတောင်ကြီးတစ်ခုရှိနေပါတယ်အဲ့ဒီမီးတောင်ရဲ့ထိတ်ကနေအနက်ရောင်မီးခိုးလုံးကြီးတွေကဆင်ဆက်မပြတ်ထွက်ပေါ်နေပြီးလေထုတစ်ခုလုံးကလည်းပြားဘူးတွေနဲ့ဖုံးလွှမ်းနေပါတယ်ဒါဟာစတုထမြောက်ကြောက်တုံးဖြစ်တဲ့ကဘာမြေရဲ့နှလုံးသားကိန်းအောင်ရမီးတောင်နဲ့ပါပဲဒီနေရာရဲ့အပူချိန်ဟာဝေဟင်မြို့တော်ရဲ့အေးဓာတ်နဲ့လုံးဝဆန့်ကျင်ဘက်ပါပဲသူတို့မီးတောင်ချီကိုဆင်းသက်လိုက်တဲ့အခါမြေပြင်ကငရင်လှုပ်တယ်လို့တုံခါနေပါတယ်မောင်ဟင်းဟာကောင်းကင်ကြောက်တုံးရဲ့အစွမ်းကိုတုံးပြီးသူတို့ပတ်ပတ်လည်မှာအီးများတဲ့လေအကားအကွယ်တစ်ခုဖန်တီးလိုက်ပါတယ်မင်းသမီးဒီနေရာကကဘာမြေရဲ့စွမ်းအားတွေစုစည်းနေတဲ့နေရာပဲတတိထားလျှောက်ပါလို့သူကတတိပေးလိုက်ပါတယ်သူတို့ဟာမီးတောင်အတွင်းထဲကိုဝင်ရောက်ဖို့လျှို့ဝှက်တဲ့လှိုင်းကူပေါက်တစ်ခုကိုရှားဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီလှိုင်းကူထဲမှာတော့နံရံတွေကနေကြောက်ရည်ပူတွေကတွေးကြောတွေလိုစီးဆင်းနေပါတယ်ကူအတွင်းထဲကိုနက်နက်ဝင်သွားလေအပူရှင်ကပူပြင်းလာလေပါပဲရုတ်တရက်သူတို့ရှိမှအေယာမကြောက်တုံးကြီးတွေကအသက်ဝင်လာပြီးကြောက်ကဘာအဆောက်အအုံတွေအဖြစ်ပြောင်းလဲသွားပါတယ်ဒါပေမဲ့ဒီကြောက်ဘလူးတွေကတာမန်ရန်သူတွေမဟုတ်ပါဘူးသူတို့ဟာမြေကြီးတဲကနေအားအင်တွေကိုပြန်လဲစုပ်ယူပြီးပျက်စီးသွားသမျှကိုပြန်လဲပြုတ်ပြင်နေကြပါတယ်မင်းသမီးနော်ကလျာဒေဝီဟာသူမရဲ့အလင်းစွမ်းအားကိုအသုံးချပြီးကြောက်ဘလူးတွေရဲ့ရင်ဘတ်မှာရှိတဲ့စွမ်းအားဗဟိုချက်တွေကိုရှာဖွေဖော်ထုတ်ပေးပါတယ်မောင်ဟိန်ဟိုမှာကြည့်သူတို့ရဲ့ရင်ဘတ်အလယ်မှာရှိတဲ့အနီရောင်ကြောက်ခဲတွေကိုဖျက်ဆီးရမယ်လို့သူမကအော်ဟစ်ပြောလိုက်ပါတယ်မောင်ဟင်းဟာဝီဟင်ကြောက်တုံးရဲ့အဟုန်နဲ့လီတဲကိုခုန်တက်လိုက်ပြီးလျှက်စီးတန်းတွေနဲ့ကြောက်ဘလူးတွေကိုတကောင်ပြီးတကောင်ခွင်းထုတ်လိုက်ပါတယ်တိုက်ပွဲကပြင်းထန်လွန်းလို့ဂူတစ်ခုလုံးပြိုကျတော့မယ့်အခြေအနေကိုရောက်လာပါတယ်မောင်ဟင်းဟာနောက်ဆုံးကြောက်ဘလူးကိုနှိမ်နင်းပြီးတဲ့အခါမှာတော့သူတို့ရှိမှတောက်ပနေတဲ့ကြောက်ရည်ပူကန်ကြီးတစ်ခုကိုမြင်လိုက်ရပါတယ်အေဒီကန်ရဲ့အလေးတဲ့တဲ့မှာရှိတဲ့ကြောက်တိုင်ထိပ်မှာတော့လိမ်မိုးရောင်ဖြော့ဖြော့နဲ့တောက်ပနေတဲ့ကဘာမီရဲ့နှလုံးသားကြောက်တုံးရှိနေပါတယ်ဒါပေမဲ့အေဒီကြောက်တုံးကိုအကာအကွယ်ပေးထားတာကတော့ရှီဟုံးဒန်တာဒီလာမီးနှကားကြီးပါပဲမီးနှကားကြီးဟာကြောက်ရည်ပူတွေဂျားတဲ့ကနေထွက်ပေါ်လာတဲ့အခါဂူအတွင်းထဲကအပူရှိန်ဟာအဆမတန်မြင့်တက်သွားပါတယ်သူ့ရဲ့အသက်ရှူတန်တိုင်းမှာမီးလျံတွေပေါဝင်နေပြီးမျက်လုံးတွေကတော့ကဘာပြက်မဲ့မီးတောက်တွေလိုမီးအေးနေပါတယ်မောင်ဟင်းဟာတိလိုက်ပါတယ်ဒါဟာသူ့ဘဝရဲ့အခက်ခဲဆုံးစမ်းတက်ချက်တစ်ခုဖြစ်လာတော့မယ်ဆိုတာပါပဲမီးနှကားကြီးဟာဟိဟောက်ရင်မောင်ဟင်းကိုမီးတောက်တွေနဲ့တိုက်ခိုက်ပါတယ်မောင်ဟင်းဟာသူ့မှာရှိတဲ့ကြောက်တုံး၃ခုစလုံးရဲ့စွမ်းအားကိုအစွမ်းကုန်ထုတ်ဖော်လိုက်ပါတယ်သူရဲကောင်းစိတ်ဓာတ်ကသူ့ကိုမကြောက်မရွံ့ရင်ဆိုင်စေတယ်သမုဒ္ဒရာစွမ်းအားကမီးတောက်တွေကိုဟန့်တားပေးတယ်ဝေဟင်စွမ်းအားကတော့သူ့ကိုလှင်မြန်တဲ့ရွှေလျားမှုတွေကိုပေးပါတယ်ဒါပေမဲ့မီးနှကားကြီးရဲ့အကြီးခွန်တွေကမီးတိလက်နက်မှမဖောက်နိုင်အောင်မာကျောလုံးပါတယ်တိုက်ပွဲအတွင်းမှာမောင်ဟင်းဒဏ်ရာအပြင်းအထန်ရသွားပါတယ်သူဟာမြေပြင်ပေါ်မှာလဲကျသွားတဲ့အခါမင်းသမီးလေးဟာမဆိုင်မတွားပဲနဂါးကြီးနဲ့မောင်ဟင်းကြားထဲမှာဝင်ရက်လိုက်ပါတယ်သူမဟာသူမရဲ့အလင်းစွမ်းအားလုံးကိုစုစည်းပြီးအီယာမအလင်းတိုင်းကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်မောင်ဟင်းထားပါရှင်ရှုံးလို့မရဘူးရှင်ရဲ့နှုတ်ခွင်မှာကုန်းပေါင်ပြည်သူတွေရှိနေလေလို့သူမကအားပေးလိုက်တဲ့အခါမောင်ဟင်းရဲ့ရင်ထဲမှာစွမ်းအားတိတိတိုးဝင်လာပါတယ်သူဟာမျက်လုံးလေးကိုမှိတ်လိုက်ပြီးသူမိဖတွေစီကရခဲ့တဲ့စွမ်းအားတွေကိုအာယုံခါလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ
သူ့ရဲ့ငကားဓာတ်တော်ဟာပုံသဏ္ဍာန်ပြောင်းလဲသွားပါတယ်ဓာတ်သွားဟာအဖြူရောင်အလင်းနေနဲ့တောက်ပလာပြီးမိနဂါကြီးရဲ့အရှိန်အဝါကိုတောင်လွှမ်းမိုးသွားပါတယ်မောင်ဟင်းဟာငကားကြီးရဲ့ဥခေါင်တိတ်တွေကိုအရှိန်ကုန်ပြေးဝင်ပြီးဓာတ်ကိုစိုက်ချလိုက်ပါတယ်အလင်းနဲ့မီးတောက်တွေပုတ်ကွဲသွားတဲ့အခိုက်အတန့်မှာတကူလုံးတုန်ခါသွားပြီးမိနဂါကြီးဟာငြိမ်တော့သွားပါတော့တယ် နဂါးကြီးဟာပျောက်ကွယ်မသွားပဲမောင်ဟင်းရဲ့ရှေ့မှာခေါင်းညိပြလိုက်ပါတယ်သူဟာအဆောင်ရှောက်ဖြစ်တာကြောင့်မောင်ဟင်းရဲ့အရေးချင်းကိုစမ်းသပ်ခဲ့တာပါနဂါးကြီးရဲ့ပါဇက်သေးကနေစတုတ်ထမြောက်ကြောက်တုံးထွက်ပေါ်လာပြီးမောင်ဟင်းရဲ့လက်ထဲကိုရောက်ရှိလာပါတယ်အဲ့ဒီကြောက်တုံးကိုကင်လိုက်တာနဲ့မောင်ဟင်းဟာမြေကြီးရဲ့တုံခါမှုတိုင်းကိုတိလာရတယ်လို့သူ့ရဲ့ခန္ဓာကိုယ်ဟာလေဘလို့တိုက်ခိုက်မှုမျိုးကိုမဆိုကြန့်ကြန့်ခံနိုင်တဲ့ကြောက်ဆောင်တစ်ခုလိုတန်မာသွားပါတယ်အခုဆိုရင်မောင်ဟင်းမှာကြောက်တုံး၄ခုရှိနေပါပြီဒါပေမဲ့အောင်ပွဲခံဖို့အချိန်မရသေးပါဘူးမီးတောင်နတ်ရဲ့ထိတ်ကနေသူတို့ကြည့်လိုက်တဲ့အခါမြင်လိုက်ရတာကတော့ထိတ်လန့်စရာမြင်ကွင်းတစ်ခုပါပဲအမှောင်တုအရှင်သခင်ရဲ့စစ်တပ်ကြီးဟာနန်းတော်ကိုဝိုင်းရံထားယုံနေမကပဲတပီးလုံးကိုအမဲရောင်မြူခိုးတွေနဲ့ဖုံးအုပ်ဖို့ပြင်ဆင်နေတာပါအဆိုးဆုံးကတော့နောက်ဆုံးကြောက်တုံးဖြစ်တဲ့ဝိညာဉ်ရဲ့အလင်းတိုင်ဟာအမှောင်တုအရှင်သခင်ရဲ့နေမီဖြစ်တဲ့အမှောင်ဗဟုချက်မှာရှိနေတာပါပဲမင်းသမီးနော်ကလျာဒီဝီဟာမောင်ဟင်းကိုကြည့်ပြီးကျမတို့နောက်ဆုံးစစ်ပွဲကိုတွားရတော့မယ်မောင်ဟင်းကျမတို့အောင်နိုင်ပါမလားလို့မေးလိုက်ပါတယ်မောင်ဟင်းကသူမရဲ့လက်ကိုတင်းနေဆုပ်ကိုင်းရင်အောင်နိုင်ရမယ်မင်းသမီးငါတို့မှတယောက်နဲ့တယောက်ရှိနေသည်၍ငါတို့ရဲ့နှလုံးသားထဲမှာအလင်းရောင်ရှိနေသည်၍အမှောင်ထုကငါတို့ကိုဘယ်တော့မှအနိုင်မယူနိုင်ဘူးလို့ပြတ်သားစွာပြောလိုက်ပါတယ်သူတို့နှစ်ယောက်ဟာမိတောင်နက်ကနေထွက်ခွာပြီးအမောင်ဗဟိုချက်စီကိုဥတီလိုက်ကြပါတယ်လမ်းတစ်လျှောက်မှာသူတို့ဟာအမောင်ထုကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတွေ့ရပြီးမောင်ဟင်းကသူ့ရဲ့စွမ်းအားတွေကိုတုံးပြီးကူညီပေးခဲ့ပါတယ်ပြည်သူတွေရဲ့ဆုတောင်းတန်တွေကမောင်ဟင်းအတွက်ပုံမကြီးမားတဲ့ခွန်အားတွေဖြစ်လာပါတယ်တစ်ဖက်မှာတော့အမောင်ထုအရှင်သခင်ဟာမောင်ဟင်းရောက်လာမှာကိုသိနေပါတယ်သူဟာနောက်ဆုံးကြောက်တုံးကိုအမောင်မော်တွေနဲ့ညှစ်ညမ်းအောင်လှုပ်နေပြီးအဲ့ဒီကြောက်တုံးကိုတုံးပြီးကုန်းပေါင်ပြီးကိုအမောင်ထုကဘာအဖြစ်ပြောင်းလဲဖို့အာယူနေပါတယ်လာခဲ့စမ်းမောင်ဟင်းမင်းရဲ့မိဘတွေမလုံနိုင်ခဲ့တာကိုမင်းလုံနိုင်မလားဆိုတာငါကြည့်ချင်သေးတယ်လို့သူကလောင်ကျုံနဲ့ရည်ရွတ်လိုက်ပါတယ်မောင်ဟင်းနဲ့မင်းသမီးလေးတို့ဟာအမောင်ဗဟိုချက်ရဲ့အဝင်ဝကိုရောက်တဲ့အခါမှာတော့ကောင်းကင်ရံတစ်ခုလုံးဟာအမောင်ထုတွေနဲ့ပြည့်နှက်နေပြီးသွေးရောင်လအလင်းကသာမှိန်ဖြော့ဖြော့လင်းနေပါတယ်ဒီနေရာမှာသူတို့ရဲ့တငယ်ချင်းတွေစစ်တီတော်တွေနဲ့ပြန်လည်ဆုံတွေ့ကြရပါတယ်အားလုံးဟာနှုတ်ဆုံးစစ်ပွဲအတွက်အဆင်သင့်ဖြစ်နေကြပါပြီအပိုင်းဆက်ရှိရဲ့အဆုံးမှာတော့မောင်ဟင်းဟာသူ့ရဲ့ဓာတ်ကိုကောင်းကင်ရံစီမြှောက်လိုက်ပါတယ်ကြောက်တုံး၄ခုရဲ့စွမ်းအားတွေကဓာတ်ဖြာမှာစူးစီးသွားပြီးအမောင်ထုကိုခွင်းမဲ့အလင်းတိုင်ကြီးတစ်ခုဖြစ်ပေါ်လာပါတယ်ကုန်းပေါင်တရေကောင်းတို့အလင်းအတွက်တိုက်ပွဲဝင်ကြစို့လို့သူကကြွေးကြော်လိုက်ပါတယ်နောက်ထပ်အပိုင်းမှာတော့အမောင်ဗဟုချက်တွေကအကြီးကျယ်ဆုံးစစ်ပွဲကြီးကိုမြင်တွေ့ရမှာပါမောင်ဟင်းကနောက်ဆုံးကြောက်တုံးကိုဘယ်လိုရယူမလဲအမောင်ထုအရှင်သခင်နဲ့ထိတ်တိုက်တွေ့ဆုံမှုမှာဘသူကအောင်နိုင်သည်ဖြစ်မလဲဆိုတာရင်ခုန်စရာရှုစားရမှာပါအပိုင်း19ကိုဆက်လက်ဆောင်မြောက်အားပေးကြပါဦးအပိုင်း90မှာစသိမ့်မဲ့ဒီဇာလန်ကြီးမှာစိတ်လှရှားစရာအချိုးအကွေတွေအများကြီးကျန်ပါသေးတယ်လူသားတို့ရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပြီးမဲ့တိုက်ပွဲကြီးကတော့အခုမှတကယ်ပဲစတင်တာဖြစ်ပါတယ်